မင်္ဂလာပါမိတ်ဆွေတို့ကျွန်တော်ညကရွေးချယ်ပေးတဲ့ Valencia ဘော်ဒီကတော့ပြား80ရှုံးသွားတယ်ကျွန်တော်ဒီပြောခဲ့သလိုပေါ့နော် Valencia ကဒီ 80ရှုံးပေးထားတယ်နိုင်ဖို့တော့ခက်ခဲမယ်ခြေစွမ်းရမလို့နောက်နိုင်စွမ်းကလည်းအဲ့လောက်မရှိဘူးဒါပေမဲ့ကျွန်တော်ကြေးကြောက်လာလိုက်ပြီးတော့ဒီနေ့ပေါ်ပါရွေးလိုက်တယ်မိတ်ဆွေတို့အကြိုက်ဒီမှာဆော့ဆိုပြီးတော့ကျွန်တော်ဆော့လာလိုက်တဲ့ခါမှာတကယ်လည်းပြား80ရှုံးသွားခဲ့တယ်ညကကျွန်တော်မမတစ်ခွက်ကောင်းကတော့ဒီ top ဘော်ဒီကတော့ကျွန်တော်တို့အပြည့်အောင်မြင်ခဲ့ပါတယ်ကျွန်တော်ဒီတစ်ခွက်ကောင်းရွေးချယ်မှုနောက်ဆုံး36ရက်မှာ6ရက်ရှုံးပြီးတော့ရက်30အနိုင်ထွက်ထားတဲ့အတွက်မိတ်ဆွေတွေနဲ့ပြတ်ထမယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ဒီကလည်းဒီ VRB မောင်းတက်ကနဲ့ဘွဲကအထူးဝဲမှုတေးကမှာထက်တင်ပေးမှာဖြစ်လို့မိတ်ဆွေတွေနဲ့ဒီတေးကကိုမ join ရသေးရင် join ခိုင်းပြီးတော့လည်းဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ဒီစနေညအတွက်ကျွန်တော်ရဲ့စိတ်ကြိုက်ထွေးကောင်းအထူးဝဲပွဲကတော့စပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီလီဗန်တီနဲ့ Real ဆိုတဲ့ပွဲကိုကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ပထမဆုံးအနေနဲ့ဒီကြေးရကြီးဆိုစီတက်ကဝေးခွင့်ကနေပြီးလီဗန်တီကို level 50ရှုံးနှလုံး50ရှုံးပြီးကြေးကြောက်ပြထားပါတယ်ဒီဈေးတိုင်းကတော့တကယ်တော့တင်းတင်းမြတ်တာပါတယ်ကောင်းတဲ့ရလီဗန်တီရဲ့ရှေ့ဆုံးကတော့တော့ညနေချိန်မှာပါတယ်ဆိုချက်ကဒီတန်တဲ့အတင်းကိုဝေးကနေ50ပေးရတော့တကယ်ပြတ်တာပါတယ်ဘာလို့လဲဆိုတော့ဒီနေ့ရသည်ဆိုချက်ကလည်းရှေ့ဆုံးကကြာရင်ချိန်ပြလို့နှစ်ကရှေ့ဆုံးပြီးတော့ဆိုတော့ဒီ80ရှုံး100ရှုံးပြီးလို့ရပြီဒီနေ့ရှေ့ဆုံးရတော့50ဆိုတော့တင်းတင်းမြတ်တာပါတယ်ဒီကြေးရမြတ်တာဒီရှေ့ဆုံးအရာတော့ရှေ့ဆုံးအရာတော့စဉ်းကပ်ကြည့်မယ်ဆိုတော့ဒီကနေ့ကဒီနေ့ရာဒီအိမ်ကွင်းမှာရှောက်ပွဲတာထားတော့မှတပွဲလာပြေးကြပြီး၅ပွဲစီရှုံးထားတယ်နော်ဒီအိမ်ကွင်းရှေ့ဆုံးကတော်တော်ညက်တဲ့ထက်မှာပါတယ်ဒီရာဒီတန်တက်ကြံရှင်တော့လီဗန်တီတွေနဲ့အိမ်ကွင်းမှာတော့အစွမ်းကုန်ရုံးရဖို့ရှိပါတယ်လီဗန်တီတွေရာဒီကုန်တန်တက်ကြံရှင်တော့ဒီနေ့အိမ်ကွင်းမှာစာရီရောရုံးလာဖို့လိုမယ်ဘာလို့လဲဆိုတော့ဒီနေ့အိမ်ကွင်းတော့ရုံးလာမှမရခဲ့ဘူးဆိုရင်သူတွေနဲ့တန်တင်ကျော်လုံးကပြောနေနေတာမရှိတော့ဖြစ်သွားမယ်ဒီမိပြအပြောင်းလဲလှုပ်ထားတဲ့အတွက်ဒီနေ့ပထမဆုံးမိပြပွဲဥထမှာအိမ်ကွင်းမှာအမှတ်နေဆုံးရအောင်လို့ယူမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုစစ်ကိုကြည့်ပြတော့လဲဆိုစစ်ကဒီနေ့ရာဒီအဝေးကွင်းမှာကဒီတပွဲသာနိုင်ပြီး3ပွဲတည်ပေါ့3ပွဲတည်ကြာထားတယ်4ပွဲလားရှုံးထားတယ်ပေါ့ဒီပွဲရှုံးတာသူ့အဝေးကွင်းနိုင်ပွဲကတပွဲသာရှိတယ်ဆိုဒီနေ့ပွဲဆိုစစ်နိုင်မှသာကြည့်အောင်နေထားဒါပေမဲ့သူအဝေးကွင်းရှေ့ဆောင်ကြတော့တပွဲသာနိုင်ထားတဲ့အတွက်ဆိုစစ်ဒီနေ့လီဗန်တီကွင်းမှာတော့နိုင်ဖို့မဖြစ်နိုင်မလွယ်လောက်ဘူးပေါ့နော်ဘာလို့လဲလီဗန်တီကလည်းဒီပြတဲ့နဲ့ရုံးလာမှာဖြစ်တဲ့အတွက်ဒီအဝေးကွင်းညံတဲ့ဆိုစစ်ကဒီလီဗန်တီကွင်းမှာတော့တွားနိုင်ဖို့တော့ကျွန်တော်ဖြစ်နိုင်ထင်ပါတယ်ထိတိုက်တွေးဆုံမှုတွေမှာလည်းဒီဆိုစစ်ကလီဗန်တီကွင်းမှာတွားကန်ရတဲ့အများနဲ့ရုံးကန်လေးရှိရတော့ဆိုစစ်ရဲ့အခြေစွမ်းအရန်ကောင်းတဲ့နှစ်တွေမှာတော့လီဗန်တီကွင်းတွားကြလို့ရှိရင်ဒီတော့အရှုံးရလက်တွေထထားများတယ်ဒီနေ့မှာလည်းဒီကွင်းညံတဲ့ဆိုစစ်နေလီဗန်တီကွင်းမှာတော့နိုင်ရလက်ပေါ်ဆောင်နိုင်မယ်လို့ကျွန်တော်မထင်ဘူးဒါကြောင့်အမေဆုံးတေးကန်နိုင်စွမ်းရှိတဲ့လီဗန်တီဘော်ဒီကိုကျွန်တော်ဒီညအတွက်တကောင်ရွေးချယ်ပေးချင်ပါတယ်ဟုတ်ကဲ့မိတ်ဆွေတို့ထူးခြားတာတစ်ခုကတော့ကျွန်တော်တကောင်ရွေးချယ်မှုက2ရက်ဆက်ရှုံးလို့ဆိုတော့မရှိပါဘူးဒီနေ့တော့ကျွန်တော်မနေ့ကရှုံးထားတဲ့ဒီနေ့ကျွန်တော်ရွေးချယ်မှုကမိတ်ဆွေတို့အကျိုးရှိမယ်လို့ကျွန်တော်ပြောလိမ့်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်